ခုတနေ့ကစာလေးတစ်ပုဒ်ဖတ်ရတယ်နော်နိုင်ငံခြားစာရေးဆရာတယောက်ရေးထားတာပါဖရာဟောဒေသနာတော့မဟုတ်ပါဘူးသို့တော့ကောင်းလွန်းလို့ကြိုက်လွန်းလို့နည်းနည်းတော့ပြန်ပြောကြည့်ခြင်းတခါအရာရှိတယောက်ကနော်တစီကားငှားပြီးတော့မြို့ထဲကိုသွားတာတဲ့တစီလေးနဲ့သွားတာပေါ့ဒါမြို့လေးရောက်တော့လမ်းတနေရာရောက်တော့ကားတစ်စင်းကဘွားဆိုရှေ့ကနေပေါ်လာတိုက်တော့မလို့ဖြစ်သွားတာပေါ့အဲ့ဒါနဲ့တစီသမားကလည်းအလွန်ကျွမ်းကျင်တဲ့ကားကိုကွချလိုက်တယ်မတိုက်ဘူးတောင်းစရာကောင်းတာရှေ့ကမှားတဲ့ကားသူတို့ရှေ့ကကွေလာတဲ့ကားသူကလည်းမှားသေးတယ်အဲ့ဒါကားတကားဖွင့်ပြီးတော့နော်အယုဒ္ဓနတ္တဆဲပြီးတော့လက်သီးထောင်ပြတော့အရန်စိတ်ဆိုးဘူးဒါပေမဲ့နောက်ကတစီသမားပြုံးနေတယ်ပြန်ပြီးတော့လက်ပြလိုက်သေးတယ်ဘာမှမဖြစ်ဘူးအဲ့ဒီအရာရှိကအလွန်အံ့ဩတယ်တဲ့ဩအထင်လည်းကြီးသွားပါဒီတစီသမားကိုအဲ့ဒါနဲ့မမေးပဲမနေနိုင်ဘူးမေးတာပေါ့နေသမ်းပါအောင်ပေါ့ကျုပ်တို့ခဏနေခုနတုန်းကဆိုတာကားတိုက်ခံပဲတဲ့နည်းနည်းလေးပဲလိုတော့တယ်ပေါ့ခင်ဗျားနဲ့ကျုပ်ဆေးရုံရောက်တော့မှလည်းနည်းနည်းပဲလိုတော့တယ်ဟိုလူကသူလည်းမှားသေးတယ်ခင်ဗျားကိုဆဲလဲဆဲသွားတယ်လက်သီးလဲထောင်ပြသေးတယ်အဲ့ဒါတော့ခင်ဗျားကပြုံးပြုံးရွှင်ရွှင်နဲ့နော်တီးခံပြီးတော့ဘလို့နီးနဲ့ဘလို့စိတ်ထားနဲ့အဲ့ဒါကိုခင်ဗျားတုံ့ပြန်နိုင်တာတော့အဲ့လိုမေးတဲ့အခါကျတော့တက်စီသမားပြောတယ်တဲ့လူတွေဟာလို့ပြောတယ်တော့အမိုက်တွေအပြည့်တင်ထားတဲ့အမိုက်ကားကြီးတွေလိုပဲသွားနေကြတာလူတွေဟာအမိုက်တွေကိုတင်ပြီးတော့ဘဝခီးကိုသွားနေကြတာနော်အမိုက်ကားတွေဟာအမိုက်တွေတင်ပြီးတော့လမ်းပေါ်သွားနေကြတာအဲ့ဒါအမိုက်တွေကဟိုအိမ်ကတင်လိုက်ဒီအိမ်ကတင်လိုက်အမိုက်ကားကြီးကအမိုက်တွေပြည့်ပြီဆိုရင်အဲ့ဒီအမိုက်တွေကိုသူဘာလုပ်ရမလို့တနေရာပြည့်ရတော့မှလေသူကားကြီးကမဆန့်တော့ဘယ်တနေရာပြည့်ရမှာအဲလူတွေလည်းအဲ့လိုပဲတဲ့တခါလာရင်စိတ်တိုးစရာတွေစိတ်ပြက်စရာတွေဝမ်းနည်းစရာတွေသူတို့စိတ်ထဲမှာပြည့်လာပြီဆိုတော့အဲ့ဒါဘယ်ဟာမှသူတို့ကဖယ်မထုတ်တော့ကြားလာတော့သူတို့စိတ်ထဲမှာအမိုက်တွေကပြည့်နေလောဘဒေါသမောဟအမိုက်တွေကပြည့်နေအပြည့်လာရင်သူတို့ကလည်းတနေရာကိုစွန့်မှာစွန့်ရင်အဲ့ဒါအခက်မသိရင်ခမရပေါ်တယ်လာစွန့်လိုက်မယ်တဲ့အဲ့ဒီအမိုက်တွေအဲ့ဒီအမိုက်တွေလာပြစ်ပြီဆိုရင်အဲ့ဒါခမရလက်ခံမလားတဲ့ဟာဘယ်လက်ခံမလို့သူ့အမိုက်တွေကိုကျုပ်ဘာလို့လက်ခံမလို့ဟုတ်တယ်ဘာလို့လက်ခံမလဲအဲ့ဒီဟာကိုယ်နဲ့မဆိုင်ဘူးလေအမိုက်လာစွန့်ပြီဆိုရင်လက်မခံနဲ့တဲ့ဟုတ်လားအဲ့ဒါခမရအဖုံးကိုလုံအောင်ပိတ်ထားတဲ့သူပြောပုံလေးကဟုတ်လားအဖုံးကိုလုံအောင်ပိတ်ထားတဲ့လုံအောင်မပိတ်ရင်သူပြစ်တဲ့အမိုက်တွေကခမရစိတ်ထဲဝင်လာလိမ့်မယ်တော့ဒီခေတ်လူတွေဟာတော့စိတ်တိုင်းမကြမှုစိတ်တူမှုစိတ်ပြက်မှုဝမ်းနည်းမှုဆိုတဲ့အမိုက်တွေကိုနေရာတကာစွန့်နေကြတာပြစ်နေကြတာဦးဇင်းအဲ့ဒါလေးကိုချဲ့ပြီးတော့စဉ်းစားပြီးတော့ဟုတ်တာပဲလို့တချို့ဆိုရင်အမိုက်တွေကိုနော်ဓာတ်ရိုက်ကိုနဲ့စကားပြောပြီးတော့ထည့်တာရှိတယ်လို့ကိုယ်တည်းကိုတဆင့်ထည့်နေတာတွေလည်းရှိတယ်သတင်းသားတွေကထည့်ကြတာလည်းရှိတယ်အမိုက်တွေတီဗီတွေကနေထည့်နေတာလည်းရှိတယ်တီဗီတွေကနေအမိုက်တွေဖြန့်နေတာရှိရနော်ဟုတ်လားပြီးတော့ဘယ်တွေကထည့်သေးတော့Facebook တွေကနေထည့်အောင်မရှိဘူးလားအမိုက်တွေကိုကောင်းနဲ့ရောက်မလာဖို့ရေးကြည့်ရနော်အဲ့ဒါသူပြောတဲ့စကားလေးတခုဘုန်းဘုရားသဘောကျတယ်လူတွေကိုအမိုက်မပြစ်အောင်တားဆီးလို့မရဘူးတဲ့လူအမျိုးမျိုးစိတ်ထွေတွေဒါပေမဲ့ကိုယ်ကောင်းတဲ့ကိုအဲ့ဒီအမိုက်တွေရောက်မလာအောင်တော့ပိတ်ထားလို့ရတယ်တဲ့တေချာစင်တာတော့ဒီစကားတော်